တစ်ကလေးအုပ်လေးပဲထားလိုက်ပါတော့နော်တစ်ကလေးအုပ်တစ်ကလေးအုပ်တစ်ကလေးအုပ်လေးကခေါင်းလေးကဒီမှာခြေထောက်လေးကဒီမှာမလားအဲ့မှာဒုတ်တစ်ချောင်းပဲပြင်ရမယ်ဒုတ်တစ်ချောင်းပြင်ပြီးပြင်လိုက်တာနဲ့တစ်ကလေးအုပ်ကခေါင်းကဟိုဘက်လှည့်သွားအောင်အဲ့လိုခြေထောက်ကဟိုဘက်ချမ်းဖြစ်သွားအောင်တစ်ကလေးအုပ်အကောင်နဲ့တူတယ်မလားအဲ့အကောင်ကရောင်းမြန်ဖြစ်သွားမှာကိုခြေထောက်ကဒီဘက်ပါမလားခေါင်းကအဲ့လိုမှာခေါင်းလေးနဲ့အေးပေါ့ဟိုဘက်ခေါင်းဟိုဘက်လှည့်သွားမယ်ပုံစံမျိုးဖြစ်အောင်လုပ်အောင်ပါဒုက္ခတစ်ချောင်းပဲရွှေ့ရမှာတစ်ချောင်းပဲရွှေ့ရမှာအဲ့လိုလည်းမဖြစ်ဘူးဘုံမျိုးလေတစ်ချောင်းပဲရွှေ့ရမှာနော်တစ်ချောင်းပဲဟုတ်တာတစ်ချောင်းပဲရွှေ့ရမှာနော်တတခဏကိုဒီပေါ်ရအောင်လုပ်အောင်လုပ်ပြီးတော့ခေါင်းမှာဒီဘက်ပြန်လုပ်မယ်တစ်ချောင်းပဲရွှေ့ရုံနဲ့သိစံပြောင်းပြန်လဲသွားအောင်ပြောင်းပြန်လဲသွားအောင်ဘာဖြစ်တောင်းချရွှေ့ဘာဖြစ်တောင်းချရွှေ့လောက်တာတစ်ချောင်းနဲ့ရွှေ့ရမှာနော်တစ်ချောင်းပဲရွှေ့ကြည့်လေတစ်ချောင်းဘယ်ချောင်းကိုရွှေ့မလဲဖြစ်တယ်လားအဲ့လေသိစံမတူတော့ဘူးခတ်တာမှာသိစံတစ်ချောင်းနဲ့ရွှေ့ရုံနဲ့ခေါင်းလေးကပြောင်းအောင်ခုလုပ်ပြအောင်မချင်းသေးဖြစ်သွားပြီမချင်းသေးတိုင်းအဲ့ဆိုရင်ကဲတစ်တော့တငယ်ချင်းတွေကစဉ်းစားပြီးတော့ comment မှာအဖြေပြန်ပေးပါဟုတ်နားချမ်းဒီလိုဒီမှာခေါင်းကဟိုဘက်လှည့်သွားဟုတ်လားနော်ခုနပုံကလည်းဒီမှာတကယ်ဒီဘက်လဲရနေပြီခေါင်းကဒါတော့ပြောင်းလိုက်တာ ਨੇ တကယ်ကခေါင်းပဲလဲသွားတစ်ချောင်းမပြောင်းရနော်ဟုတ်လား